ကျွန်တော်တို့ဒီဘက်ကျွန်တော်ဝင်ခါမဲ့တည်င်းစကားကတော့လွန်ခဲ့တဲ့တနင်္လာနေ့ကျွန်တော်တို့ဆူတောင်းကြတဲ့အခါမှာဝိညာဉ်တော်ကပေါ်ပြပြီးတော့ပေါ့နော်အရာဖြစ်တယ်အဲဆူတောင်းပြီးတော့ဒီနားမှာအဲ့ဒီအကြောင်းအရာကျွန်တော်တို့ဆွေးနွေးကြပြီးမှဝိညာဉ်တော်ပေါ်ပြတဲ့အတိုင်းဆွေးနွေးကြပြီးမှဆွေးနွေးပြီးတဲ့အခါမှာကျွန်တော်တို့ဆူတောင်းတောင်တက်ကြတယ်ဆူတောင်းတောင်တက်ကြပြီးတော့ဆူတောင်းတောင်ရောက်တော့လေဆူတောင်းတောင်မှာပေါ့နော်ဘယ်လိုပြောမလဲအန်တီတော်ဆောင်ကပြောတယ်နော်ဒီအကြောင်းအရာကိုတဲ့ဒီနေ့မနေ့ရောဒီနေ့ရောအိမ်မှာပြောဖြစ်ကြတယ်ဆရာကဒီနေ့အဲ့ဒါကိုပြောတဲ့အခါမှာအရန်အစ်တော့ခွန်အားရပြီးတော့ဒါဟာပေါ့နော်သူတို့အတွက်ဒီနေ့အတွက်တကယ်ဖရာသခင်ဖွင့်ပြတာချင်းတူတယ်ဆိုပြီးတော့ပေါ့နော်ပြောပြတဲ့အခါမှာအော်ဒါဆိုရင်ဒီဟာနော်ဒီတည်င်းစကားဟာကျွန်တော်တို့အားလုံးအတွက်ကောင်းကြီးဖြစ်တယ်ပေါ့နော်။အဲဆိုသူတို့လည်းပြောတယ်ကိုလည်းပြောတယ်ပေါ့နော်။ဆူတောင်းတောင်မှာရောက်တော့လဲတက်တေခံကြတဲ့အခါမှာဒါဟာတော့ဝိညာဉ်တော်ကဖော်ပြတဲ့နှုတ်ကပတ်တော်ပဲဆိုပြီးတော့ကျွန်တော်အတီးယူလိုက်တယ်။ယူအဲ့ဒီအကြောင်းအရာကိုကျွန်တော်လေ့လာတာဖြစ်တယ်။နော်အဲ့ဒီအကြောင်းအရာကိုကျွန်တော်လေ့လာကြတဲ့အခါမှာဘုရားသခင်ရဲ့အလိုတော်ကိုဆောင်တဲ့လူတာဘုရားသခင်ရဲ့အခွင့်တော်ကိုမရအောင်လုပ်တဲ့လူတာဘုရားသခင်အခွင့်နော်ဘုရားသခင်ကခွင့်မပြုတ်အောင်နော်မဖြစ်မနေဘုရားသခင်အလိုတော်တော့မဟုတ်ဒီအမှုအကျင့်ဒီအပြုတ်မှုဟာဘုရားသခင်အလိုတော်တော့မဟုတ်ဘူးဒါပေမဲ့လှုပ်ချင်တယ်အတင်းအဓမ္မဘုရားရဲ့အလိုတော်မဟုတ်မှသိတယ်ဒါပေမဲ့ဒါကိုတမင်တက်လှုပ်ချင်တယ်မဖြစ်ပြအောင်လှုပ်ချင်တယ်ဆိုရင်ဘုရားသခင်ကတော့အခွင့်ပေးမှာဖြစ်တယ်ဒါလှုပ်ဖို့ရန်တော့အခွင့်ရေးပေးမှာဖြစ်တယ်လှုပ်ဖို့လည်းအင်အားတွေလှုပ်နိုင်တဲ့အခွင့်အရေးတွေရမှာဖြစ်တယ်ဒါပေမဲ့အဲ့ဒီအခွင့်တော်နောက်ကိုလိုက်ပြီးတော့ဘုရားသခင်အလိုတော်လည်းမဟုတ်ဘူးအကြံစီတော်လည်းမဟုတ်ဘူးเนาะဘုရားသခင်နှစ်သက်တာလည်းမဟုတ်မှန်တိကြီးနဲ့အခွင့်တော်နောက်ကိုလိုက်မယ်ဆိုရင်တော့ကြိမ်ချင်းအမင်္ဂလာเนาะဘုရားသခင်အကောင်းကြီးတွေဟာအကုန်လုံးရှုံးတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တနင်္လာနေ့တုန်းကကျွန်တော်တို့ကအဲ့ဒါတွေအကြောင်းကိုကျွန်တော်ဆွေးနွေးကြတာဖြစ်တယ်ဘာလမ်အကြောင်းဖြစ်တယ်ဘာလမ်ဟာဆိုရင်ဘာလက်ကငွေကြေးတစိုးကိုပေးတဲ့အတွက်ကြောင့်အဲ့ဒီတစိုးကိုသူစားချင်လို့เนาะသူကအဲ့ဒါကိုတက်မဲ့တဲ့ကြောင့်အဲ့ဒါကိုเนาะဘယ်မှာတွေ့ရလဲဆိုတော့ကျွန်တော်တို့ရှင်ယောဟန်ဩဝါဒစာပထမဆောင်အခန်းကြီးအခန်းကြီးအခန်းငယ်16မှာကျွန်တော်တွေ့ရတာဖြစ်တယ်အခန်းကြီးအခန်းငယ်16မှာဘာတွေ့ရလဲဆိုတော့ထိုဘာလန်သည်မတရားသောအမှု၏အခကိုတက်မဲ့၍မိမိဒုစရိုက်အတွက်ကြောင့်ဆုံးခြင်းကိုခံရ၏ဘာလာဟာဆိုရင်မတရားသောအခเนาะသူကတကယ်ဆိုရင်ဘုရားသခင်ကဒါမလုပ်နဲ့ဒါမကောင်းဘူးဘုရားသခင်ကလူမျိုးကိုမကြိမ်ဆဲရဘူးเนาะဘုရားသခင်ဗိတ်သိက်ပေးထားတဲ့လူတွေကိုကြိမ်ဆဲလို့မရဘူးအပြစ်တင်လို့မရဘူးကြိမ်ဆဲလို့မရဘူးဆိုတာဘာလာကသိတယ်ဆူတောင်းတယ်ဘုရားသခင်အချိန်ချင်းပေါ်ပြတယ်ဒါပေမဲ့ဘာလက်မင်းကပေးလိုက်တဲ့တစိုးလက်ဆောင်တွေကိုမြင်တဲ့အခါမှာလောကရဲ့အခွင့်အာဏာလောကရဲ့ဘာတွေကိုတွေ့လဲဆိုတော့လောကရဲ့တတ်မဲ့ခြင်းတွေလောကရဲ့ဂုဏ်တွေเนาะလောကကပေးတဲ့အတရေဂုဏ်เนาะလောကကနေเนาะပြင်ဆင်ပေးတဲ့အရာတွေကိုတတ်မဲ့ပြီးတော့လောကအရာတွေကိုတတ်မဲ့သွားတဲ့အခါမှာဘုရားသခင်ကိုယ်တိုင်ကပြောတဲ့ဘုရားသခင်လူတွေကိုမကြိမ်ဆဲရဘူးဘုရားသခင်ဗိတ်သိက်ပေးတဲ့လူတွေကိုမပြောရဘူးမကောင်းမပြောရဘူးမလုပ်ရဘူးနော်လို့အချိန်တားမြစ်တဲ့ကြားတဲ့ကနေအခါပေါင်းများစွာဘုရားသခင်မလုံနဲ့လို့ပြောမယ်သူထပ်ဆူတောင်းတယ်မလုံနဲ့ပြောလဲသူထပ်ဆူတောင်းတယ်မလုံနဲ့ပြောလဲသူထပ်ဆူတောင်းနေတဲ့အခါမှာလုံဖို့အတွက်အယံကြိုးစားမှာဘုရားသခင်အခွင့်ပေးလိုက်တဲ့အခါမှာပါလန်ရဲ့ဒီကျမ်းစာထဲမှာဒီမှာရောဗျာဒိတ်ကျမ်းထဲမှာရောကျန်တဲ့ကျမ်းတွေမှာပါဘာလန်ကိုကျမ်းစာထဲမှာပြောတယ်ဘာလန်ဟာလမ်းလွဲတော်သူဘာလန်ရဲ့မျိုးရိုးဟာကြိမ်ချင်းကိုခံအပ်သောအမျိုးဖြစ်သွားဘာဖြစ်လို့လဲအလိုတော်ကိုသိရနဲ့ဘုရားသခင်အလိုတော်ကိုသိရနဲ့အလိုတော်ကိုမလိုက်ပဲနဲ့ तू ဖြစ်ချင်တာ तू လှုပ်ချင်တာเนาะလောကရဲ့ဂုဏ်အတရေလောကရဲ့စီးစိမ်လောကရဲ့ပေါ့เนาะတတ်မှတ်ချက်တွေကိုเนาะဒါတွေကိုတတ်မှတ်လို့ဖြစ်ဒါကြောင့်ကျွန်တော်တို့စနေနေ့အစာရှောင်ဆုတောင်းတဲ့ခါမှာခုနလည်းကျွန်တော် mention လုပ်ပြီး
စနေနေ့အစာရှောင်ဆုတောင်းတဲ့ခါမှာလက်ရဖက်လက်ဝဲဖက်တော့မယိမ့်နဲ့ဆိုအော်ကတော့လက်ရဖက်လက်ဝဲသူများသွေးဆောင်ဖျောင်းတဲ့နောက်ကိုမလိုက်ရဘူးလို့ထင်ပေမဲ့နော်ဆုတောင်းကြတဲ့ခါမှာဝိညာဉ်တော်ကပေါ်ပြတယ်လက်ရဖက်လက်ဝဲဖက်တော့မယိမ့်နဲ့ဆိုတာလက်ရဖက်လက်ဝဲပတ်ဝန်းကျင်ရဲ့ပြောဆိုတာပတ်ဝန်းကျင်ကဘယ်လိုမြင်မလဲပတ်ဝန်းကျင်ကဘယ်လိုထင်မလဲပတ်ဝန်းကျင်ကိုလုံးဝဂယုစိုက်စရာမလိုဘူးလို့နော်ဝိညာဉ်တော်ကအဲ့ဒါလို့ပေါ်ပြတယ်ဆိုလာတဲ့အခါမှာအော်အေးဟုတ်တာပဲနော်ကျွန်တော်တခါမှအဲ့လိုအတိတ်ပဲမဖွင့်ဘူးဒါကြောင့်ပတ်ဝန်းကျင်ကဘယ်လိုမြင်မလဲဆိုတာကိုဂယုမဆိုင်ဖို့ဆိုပြီးတော့စနေနေ့အစာရှောင်ဆုတောင်းတဲ့အချိန်မှာကျွန်တော်တို့ကိုဘုရားသခင်ကဝိညာဉ်တော်ကပေါ်ပြတယ်ဒါပေမဲ့ဝိညာဉ်တော်ကပေါ်ပြပေမဲ့ဒါဟာပတ်ဝန်းကျင်ကဘယ်လိုပဲပြောဘယ်လိုပဲဆိုဂယုမဆိုင်ရဘူးလို့ဝိညာဉ်တော်ကကြိုတင်ပြီးတော့အတိပေးထားတဲ့အတွက်ကြောင့်ကြိုတင်ပြီးတော့တတိပေးထားတဲ့အတွက်ကြောင့်ငါဟာပတ်ဝန်းကျင်ကဘယ်လိုပြောမလဲဆိုတာကိုလုံးဝဂယုမဆိုင်ရဘူးဝိညာဉ်တော်ကပေါ်ပြဖယားကပေါ်ပြတဲ့အတွက်ကြောင့်ဖယားပေါ်ပြတာကိုလိုက်နာရမယ်ဆိုတဲ့နော်ဝိညာဉ်မျက်စိမပွင့်ဘူးဒါကြောင့်ဒီနေ့ကျွန်တော်တို့အဓိကဖတ်ချင်တဲ့ကြံပိုက်တပိုက်ရှိပါတယ်အဲ့ဒါတော့ရှင်မဿဲခန်းကြီး73ထက်ကဖြစ်ပါတယ်လို့နော်ရှင်မဿဲခန်းကြီး73မှာ73ခန်းငယ်16ကျွန်တော်ကနေလိုက်ဆိုပြကြပါဦးလို့တင်တို့မျက်စိသည်မြင်သောကြောင့်မင်္ဂလာရှိ၏တင်တို့နားသည်လည်းကြားသောကြောင့်မင်္ဂလာရှိ၏အာမင်မျက်စိရှိပြီးတော့မြင်တဲ့လူဟာမင်္ဂလာရှိတယ်တဲ့နားရှိပြီးတော့ကြားတဲ့လူဟာမင်္ဂလာရှိတယ်အဲ့ဒါကြောင့်ဗျာဒိတ်ကျမ်းတစ်ခုလုံးမှာဘုရားသခင်ကပြောလဲနော်နားရှိသောသူမိသည်ကကြားပါစေနားရှိတဲ့လူကကြားပါစေဒီနေ့ကျွန်တော်တို့ကအစာရှောင်ဆုတောင်းတဲ့အချိန်မှာဝိညာဉ်တော်ကတမန်နှုတ်ကပတ်တော်တွေကျွန်တော်တို့ကိုပေါ်ပြတယ်ဒါပေမဲ့သူတို့ပေါ်ပြတာကိုလည်းကိုယ်တိုင်ကဝန်ခံတယ်ကိုယ်တိုင်ကမွတ်ဆိုတယ်တုတ်တော်လည်းပဲကိုကသာပြောနေတာကိုပြောတာကိုမကြားကိုတက်တဲ့ခန္ဓာကိုမကြားနော်အဲ့လိုမကြားတဲ့အခါမှာဘာဖြစ်လဲကျွန်တော်တို့ကမျက်စိမမြင်ဘူးမျက်စိရှိပြီးတော့မျက်စိမမြင်ဘူးနားရှိပြီးတော့နားကလည်းမကြားအဲ့လိုဖြစ်ကုန်ဒါကြောင့်ဒီနေ့ကျွန်တော်ဆုတောင်းတဲ့ခါမှာကျွန်တော်တို့တနေ့ကျတော့အမျိုးသမီးဖွဲ့တဲ့ကျွန်တော်ဆုတောင်းတဲ့ခါမှာဆရာတဲ့ကျမရဲ့သားသမီးတွေအတွက်အဓိကဆုတောင်းရမှာကဘာလဲဆိုတော့တခြားဘာမှမတောင်းနဲ့တော့တဲ့ဆရာတဲ့ဒါဆိုရင်ဘာတောင်းရမလဲအန်တီလို့မေးတဲ့ခါမှာသူကပြောလဲဝိညာဉ်မျက်စိဝိညာဉ်နာပွင့်ဖို့ပဲဆုတောင်းပေးတယ်ကျမလည်းမနဲ့တိုက်အဲ့ဒါကိုပဲဝန်ခံတယ်တဲ့ငါသားသမီးတွေဝိညာဉ်မျက်စိဝိညာဉ်နာပွင့်ပါစေဝိညာဉ်မျက်စိဝိညာဉ်နာမပွင့်လို့ကတော့အာပေါက်အောင်ရှာနော်အမြုပ်ထအောင်စတွေးပါဇက်အမြုပ်ထအောင်ဘလောက်ပဲပြောကိုပြောတာကိုတို့ကမမြင်ဘူးဖြစ်တယ်ကိုပြောတာမကြားဘူးဖြစ်တယ်အဲ့ဒါကြောင့်ကျမသားသမီးတွေဝိညာဉ်မျက်စိဝိညာဉ်နာပွင့်ဖို့ပဲဆုတောင်းပါဆိုတော့အော်အေးဟုတ်ပြီအဲ့ဒါဆိုရင်အသင်းတော်မှာလည်းကျွန်တော်ဒါဆုတောင်းရမယ်ကျွန်တော်အသင်းတော်မှာကျွန်တော်တို့ကဝိညာဉ်သဘောရှိဖို့ကျွန်တော်တို့ကစာငတ်တော်နှလုံးသားရှိဖို့ဆုတောင်းကြတဲ့အခါမှာစာငတ်တော်နှလုံးသားရှိုံမရတော့ဘူးစာတော့စာငတ်တယ်ဒါပေမဲ့ဝိညာဉ်မျက်စိမပွင့်ဝိညာဉ်နာမကြားတဲ့အခါမှာကိုယ်တိုင်တက်တည်ခံပြီးတော့ကိုယ်တိုင်ကိုဝိညာဉ်တော်ကဖွင့်ပြတဲ့အရာတောင်မှကိုယ်တိုင်ကမလိုက်နာနိုင်တဲ့ကိုယ်တိုင်ကရှမ်းသွားပြီးတော့ကိုယ်တိုင်ကဝိညာဉ်တော်ကကြိုတင်ဖွင့်ပြထားတဲ့အရာတွေကိုကိုယ်တိုင်ကတောင်မှမလိုက်နာနိုင်ဘူးဖြစ်သွားတယ်အဲ့လိုမလိုက်နာတဲ့အခါမှာဘာဖြစ်သွားလဲဘာလံဖြစ်သွားတယ်နော်အမျိုးဟာချိန်အပ်တော်အမျိုးဖြစ်သွားတယ်နော်ချိန်ချင်းခံရတဲ့အမျိုးဖြစ်သွားဘာဖြစ်လို့လဲနော်ဒီနေ့ဘုရားသခင်ပြည့်သိပ်ပေးထားတဲ့လူမျိုးကိုမချိန်ဆရဘူးနော်မကောင်းမပြောရဘူးနော်ဘုရားသခင်ပြည့်သိပ်ပေးထားတဲ့လူတွေကိုဘာမှမထိခိုက်ရဘူးနော်လို့ဘာလံကိုဘုရားသခင်က prophet ပြုတ်အချိန်ဖွင့်ပြတော်လဲပဲဘာလံဟာသူ့ရဲ့တတ်မှတ်ခြင်းသူ့ရဲ့အတ္တသူ့ရဲ့မာနကြောင့်မရမကလိုက်သွားတယ်ဒါပေမဲ့ကျွန်တော်အယံခွန်အားရတဲ့တပိုက်လေးရှိတယ်တောလေရကျမ်းခန်းကြီး22ထဲမှာအဲ့ဒါလေးရှိတယ်မဖွင့်ဖတ်တော့ဘူးတောလေရကျမ်းခန်းကြီး22အခန်းငယ်31ထဲမှာဘာပြောလဲဆိုတော့ထာဝရဘုရားတည်လဲတဲ့ဘာလံ၏မျက်စိကိုဖွင့်လိုက်တယ်ဘာလံ၏မျက်စိကိုဖွင့်တဲ့အခါမှာဘာလံကဘာတွေ့သွားလဲဆိုတော့အရှိမ
ဆက်တိုးရင်ကောင်းကင်တမန်ကသူ့ကိုဓာမိုးပြီးတော့သူ့ကိုကောင်းကင်တမန်ဓာနဲ့ခုတ်တော့မဲ့ဥစ္စာသူမြင်သွားတဲ့အခါမှာအဲ့ဒီမှာသူနောင်တရသွားပထမတော့ကတော့သူ့မျက်စိမပွင့်တဲ့အခါမှာဘာဖြစ်လဲဘာလန်ဝိညာဉ်မျက်စိမပွင့်တဲ့အခါကျတော့မြေကသွားပြီးမြေနဲ့သွားဣသရေလလူမျိုးတွေကိုကြိမ်ဆဲတဲ့လူနောက်ကိုလိုက်သွားတယ်ဘာလက်နောက်ကိုလိုက်သွားတယ်ဣသရေလလူမျိုးတွေဖျားပိတ်သိပ်ပိတ်တဲ့လူမျိုးတွေကိုသွားကြိမ်ဆဲရမယ်ဆိုတဲ့လူတွေကိုမကြိမ်ဆဲရမှန်းသူသိတယ်ဒါပေမဲ့သူကလောကအရာတက်မဲ့သွားတယ်လောကကငါ့ကိုဘယ်လိုမြင်မလဲလောကရဲ့တက်မဲ့မှုတွေကိုသူတက်မဲ့သွားတဲ့ကြောင့်နောက်လိုက်သွားတဲ့ခါမှာမြေးကမသွားတော့မြေးကမသွားဘဲနဲ့အရှိတိုးခိုင်းအတကုံမြေးကိုရိုက်တော့မြေးကညာဖက်တောင်ကတ်လိုက်ညာဖက်တောင်ကတ်တော့သူအတကုံသူရိုက်တယ်မြေးကဆက်မသွားဘူးဘယ်ဖက်တောင်ပြန်ကတ်တယ်အရှိကိုမသွားဘူးဟိုဖက်တောင်ကတ်လိုက်ဒီဖက်တောင်ကတ်လိုက်လို့မြေးကိုအတကုံရိုက်တော့ဖယားသခင်ကမြေးပါဇက်ကိုဖွင့်ပေးတယ်မြေးပါဇက်ဖွင့်တဲ့ခါမှာတချို့လူတွေအဲ့ဒီကျမ်းပိုက်ကိုကြည့်ပြီးတော့ရှေးတော့ဆိုမြေးတွေကတရိษံတွေကလူတွေနဲ့စကားပြောလို့ရတယ်အဲ့လိုထင်တာမဟုတ်ဘူးနော်ဒီ spot တခုတည်းဒီ on the spot တခုလေဒီတခုထဲမှာပဲပွင့်တာနော်ကျန်တဲ့တောက်လျှောက်ဟာလူနဲ့တရိษံနဲ့စကားပြောတယ်ဆိုတာမရှိဘူးနော်မွေနဲ့စကားပြောတဲ့ချိန်မှာလဲအဲ့ဒီအချိန်လေးပဲပြောတာကျန်တဲ့ချိန်မှာမပြောပါဘူးနော်ဖယားသခင်ကဖွင့်ပြတဲ့အချိန်ဖယားသခင်ကနားလေခွင့်ဝိညာဉ်နာဖွင့်ပေးလိုက်တဲ့အချိန်မှကြားတာဖြစ်တယ်နော်ဖယားသခင်ဝိညာဉ်မျက်စိဖွင့်မှမြင်ရတာဝိညာဉ်နာဖွင့်မှကြားရတာဝိညာဉ်မျက်စိဝိညာဉ်နာမဖွင့်လို့ရတော့ဘလောက်ပဲနှုတ်ကပတ်တော်ပြောဘလောက်ပဲကောင်းချီးမင်္ဂလာလမ်းကြောင်းကိုပြဘလောက်ပဲချီးမြှောက်ခြင်းလမ်းကိုဘလောက်ပဲပြောလုံးဝမြင်လည်းမမြင်ဘူးကြားလည်းမကြားရဘူးဖြစ်နော်ဒါကြောင့်သူကမကြားရနားဖွင့်ပေးလိုက်တယ်နော်ဘာလန်ရဲ့နားကိုလည်းဖွင့်ပေးလိုက်တဲ့အခါမြေးကပြောတယ်သခင်မကောင်းတာကျွန်တော်ဘယ်တော့မှလုပ်ဘူးလို့လဲသခင်ကိုလမ်းမကောင်းအောင်ကျွန်တော်နော်ဘာလုပ်ဘူးလို့လဲအခုကသခင်အရှိကိုတွားရင်သခင်တေမှာစိုးလို့ကျွန်တော်ကသခင်ဘလောက်ပဲရိုက်သခင်တေမှာစိုးလို့ကျွန်တော်ကနော်ရှောင်နေတာဖြစ်တယ်လက်ရှိကိုမတွားတာဖြစ်တယ်ဆိုတော့သခင်ကဘာပြောလဲဘာရှောင်တာလဲဘာငါအတွက်အကောင်းလုပ်နေတာလဲမှုန်နေပြီလေသူကလောကအရာမှာမှုန်နေပြီလောကကြီးကဘာပြောမလဲပတ်ဝန်းကျင်ငါ့ကိုဘယ်လိုထင်မလဲပတ်ဝန်းကျင်ကဘာတွေပေးမလဲပတ်ဝန်းကျင်ရဲ့ဖျားပေးတဲ့ဘုံအတရေထက်ပတ်ဝန်းကျင်ကပေးတဲ့ဘုံအတရေကိုသူလွတ်ချင်သွားပြီလေဖျားသခင်ချီးမြှောက်မဲ့ဘုံအတရေထက်ပတ်ဝန်းကျင်ကပေးမဲ့ဘုံအတရေကြီးကိုအယမ်းမဲ့မောလွန်းတဲ့ခါကျတော့မှုန်ထူနေတဲ့ခါကျတော့မြေးကိုဘာပြောလဲဖြစ်နိုင်ရင်လေငါလက်ထဲမှာဓားများရှိတယ်ဆိုရင်နင့်ကငါတခါတည်းခုတ်တက်ပလိုက်တယ်တဲ့မြေးကိုအဲ့လိုပြောနင့်ဒီမြေးနင့်ကငါတခါတည်းခုတ်တက်ပလိုက်တယ်တကယ်တကယ်မှာသူ့အတွက်အကောင်းဆုံးလုပ်နေပြီးတော့သူ့အတွက်ဖယားရဲ့ဆုံးမခြင်းဖယားရဲ့နော်ဒဏ်ခတ်ခြင်းကိုမခံရအောင်သူ့အတွက်အကောင်းဆုံးလုပ်နေပေးတဲ့သူ့ကိုတပ်ပါတတ်ချင်တာဘယ်အချိန်မှလဲဝိညာဉ်မျက်စိမဖွင့်တဲ့အချိန်မှာဖြစ်တယ်ဝိညာဉ်မျက်စိမပွင့်တဲ့အချိန်မှာတပ်ပါတတ်ချင်တာအဲ့ဒါနဲ့ဘုရားသခင်ဝိညာဉ်မျက်စိပွင့်တော့ကောင်းကင်တမန်သူ့ကိုဓာမိုးထားတာတွေ့တယ်ရှစ်တလန်းတိုးကြည့်တလန်းတိုးတာနဲ့ဇက်ပြက်ပြီတလန်းတိုးတာနဲ့သူ့ဇက်ပြက်ပြီဆိုတာတွေ့တဲ့အခါမှာနော်မြေကတော့အယံသစ္စာရှိတယ်နော်မြေကတော့အရိုက်လည်းခံသေးတယ်အပြောလည်းခံသေးတယ်နော်အမျိုးစုံလည်းခံသေးတယ်အိုးဓာများရှင်တော့အသေးပါတတ်မယ်လို့အပြောခံသေးတယ်ဒါပေမဲ့မြေကလေးကသစ္စာရှိတယ်သူ့ကိုစီးနေတဲ့သူ့အပေါ်မှာနော်အမြဲတမ်းသစ္စာရှိဘယ်တော့မှသူတို့ဒုက္ခရောက်အောင်မကြံစည်နော်ကျွန်တော်တို့လည်းဒီသဘောပဲနော်ဒီနေ့ကျွန်တော်တို့ကအဲ့ဒီကျွန်တော်တို့ ਨੇ ပတ်သက်တဲ့လူတွေအားလုံးကိုဒုက္ခရောက်ပါစေဆင်းရဲပါစေနော်ပတ်ဝန်းကျင်မှာမျက်နှာပြက်ပါစေတခါတည်းလူတွေရှေ့မှာအကုန်လုံးရှုံပြီးတော့သူတို့ဟာဒုက္ခဝေဒနာတွေနဲ့ပြည့်နှက်နေပါစေဆိုတော့အတွေးခေါ်မျိုးလည်းမရှိသလိုစဉ်းတောင်မစဉ်းစားမြို့တမုံတောင်မှအဲ့လိုမျိုးကျွန်တော်မစဉ်းစားဘူးဆိုတော့ကျွန်တော်ခဏပြောသူများဒုက္ခရောက်ပါစေဆိုတော့အကြံတစ်ခါမှမကြံဘူးသေးဘူးအခုနဘောနော်ဥပမာလေးကိုပေါ့နော်ဝိညာဉ်တော်ဖော်ပြတဲ့ဥပမာလေးလို့ပေါ့နော်လူတွေဟာတကယ်ရိုးတတ်နဲ့နော်တကယ်ပဲချစ်ချင်းမြတ်တာအပြည့်နဲ့သမင်းစားပြီးပြီလားလို့မေးတာတောင်မှသမင်းစားပြီးပြီလားဆိုတာမေးတာတောင်မှကိုယ့်ဘက်ကနေလုံးဝနော်ကိုယ့်ဘက်ကနေတကယ်ဝိညာဉ်သဘောမရှိဘူးဆိုရင်တက်ငါတို့အိမ်မှာဟင်းကောင်းမချက်တာကိုလူရှိသူရှိမှအဆက်ခွဲတယ်
လူရှိသူရှိရောက်မှပဲနော်လူရှိသူရှိရောက်မှပဲငါကိုနော်ငါတို့ဟင်းမကောင်းတာကိုတက်လူတွေကိုတိစေခြင်းလို့အချက်ခွဲတာဒီလိုဖြစ်သွားအမှန်တကယ်မှာသမင်းစားပြီးပြီလားဆိုရိုးသားပဲမေးတယ်စားပြီးပြီမစားသေးဘူးပြီးပြီဒါပေမဲ့မပြီးဘူးငါတို့ဟင်းမကောင်းတာကိုတိလို့ငါတို့ဟင်းမကောင်းတာကိုသူ့များကတိအောင်လို့တက်ဖွာတာအဲ့လိုဖြစ်သွားနေကောင်းလားလို့မေးတာတောင်မှနေကောင်းလားလို့မေးတာတကယ်ချစ်လို့မေးတာတကယ်ပဲနော်စေတနာနဲ့မေတ္တာနဲ့မေးတာနေကောင်းလားလို့မေးတာတောင်မှနော်အကောင်းမမြင်ဘူးနေကောင်းလားလို့မေးတာတောင်မှငါတို့မှာအဲ့ဒီယောဂရှိတာကိုလူရှိသူရှိအောင်မှအားလုံးသိအောင်လို့ငါတို့အဲ့ဒီယောဂငါမှာယောဂမကောင်းတဲ့ယောဂရှိတာကိုသိပါစေဆိုပြီးတော့ငါ့ကိုလူရှိအောင်မှအရှက်ခွဲတဲ့သူဆိုပြီးတော့အဲ့လိုမြင်တာနေကောင်းလားတောင်မေးလို့မရသမင်းစားပြီးပြီလားတောင်မေးလို့မရအတော်လေးကိုပေါ့နော်ကျွန်တော်အထဲမှာလောကအရာတွေကပတ်ဝန်းကျင်ရဲ့နော်ပတ်ဝန်းကျင်ကဘလောက်အုပ်ဆိုးတယ်လဲဆိုတော့အဲ့ဒါလိုဖြစ်ကုန်တာဒါကြောင့်ဒီနေ့ကျွန်တော်တို့အသက်တာမှာပတ်ဝန်းကျင်ထက်ပတ်ဝန်းကျင်ကဘယ်လိုမြင်တယ်လဲဆိုတာထက်ဖယားသခင်ကငါ့ကိုဘယ်လိုမြင်တယ်လဲဆိုတာကိုကြည်တတ်တော်သူတွေဖြစ်ဖို့ဖယားသခင်ကောင်းချီးပေးပါစေဟာလေလုယာနော်ဖယားသခင်ကဘယ်လိုမြင်တယ်လဲဆိုတာကိုကြည်တတ်တော်သူဖြစ်ပါစေလို့ဘုရားလူကိုပြောလိုက်ပါဦးအာမင်ဖယားသခင်ကငါ့ကိုဘယ်လိုမြင်တယ်လဲဆိုတာကိုပဲကြည်တတ်ဖို့လိုတယ်ဒီနေ့မြဲကလေးကတော့အဲ့ဒီလောက်ထိသူ့ပေါ်မှာသစ္စာရှိနေသူ့သခင်ကသူ့ပေါ်မှာသစ္စာမရှိဘူးတကယ်တော့သခင်ကပူပြီးသစ္စာရှိရမှာသခင်ကသစ္စာမရှိဘူးဒါများရှင်တော်ညငါခုတ်တတ်မယ်တဲ့တကယ်တော့သူ့ကိုကောင်းကြည့်ပြအောင်သူ့ကိုအသက်လွတ်အောင်သူ့ကိုနော်ဖယားစကားနားထောင်အောင်လုတ်ပြီးနေတဲ့မြေးကိုတပ်ပါတတ်ချင်တာတဲ့နော်ဒါမဲ့သူမျက်စိမပွင့်ခင်တီးပေါ့မျက်စိမပွင့်ခင်တီးပေါ့ဒါပေမဲ့ဂျေဇုတော်ကြောင့်ဟာလေလုယာဂျေဇုတော်လာပြီဂျေဇုတော်လာပြီဂျေဇုတော်ကြောင့်ဖယားသခင်ကဘာလာမျက်စိကိုဝိညာဉ်မျက်စိဖွင့်ပေးလိုက်တဲ့ခါမှာဘာလာမြင်သွားတဲ့ခါမှာဘာလာကတောင်းပန်လိုက်တယ်ဖယားသခင်ကိုတော့ကျွန်တော်ဒါမသိလို့အတင်းတိုးဝင်နေတာကိုတော့အလိုမရှိဘူးဆိုရင်တော့မလုပ်ပါဘူးဆိုပြီးတော့ဘာလာမျက်စိပွင့်သွားတာဒီနေ့ကျွန်တော်ရဲ့ဝိညာဉ်မျက်စိပွင့်ဖို့ကအရာအရေးကြီးတာဖြစ်ပါဝိညာဉ်နားတွေပွင့်ဖို့ကအရာအရေးကြီးတာဖြစ်ပါဖယားပြောတဲ့စကားကိုဖယားကဘယ်လိုပြောတယ်လဲဆိုတာကိုကြားတတ်ဖို့အရာအရေးကြီးတာဖြစ်အဲ့လိုဖယားပြောတာကိုမကြားတတ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကလောကမှာရှိတဲ့လောကရဲ့ motivator တွေလောကရဲ့အတွေးအခေါ်တွေလောကရဲ့အသွင်တင်ချက်တွေကကျွန်တော်တို့ကိုပြည့်နှက်နေတဲ့အခါမှာလောကသားတွေလိုပဲကျွန်တော်စဉ်းစားတယ်လောကလိုကိုလောကလိုတွေးတယ်နော်လောကလိုတွေးတယ်လောကလိုခံစားတယ်လောကလိုမခံစားပါနဲ့ကျွန်တော်တခါစီကြံနာမည်ကို mention ခေါ်လိုက်တယ်နာမည်ခေါ်ပြီးတော့သူဟာဆိုရင်လောကလိုစဉ်းစားနေတယ်လို့ကျွန်တော်ကနာမည်ခေါ်ပြီးပြောလိုက်တယ်အဲ့ဒီလိုဒေါသထွက်မလားစိတ်ဆိုးမလားဆိုတော့ကျွန်တော်သူ့ကိုစောင့်ကြည့်တယ်အဲ့ဒီလိုကစိတ်မဆိုးဒေါသမထွက်တဲ့အပြင်ငါဟာလောကလိုစဉ်းစားမိသွားပါလားဆိုပြီးတော့ပြန်ဆင်ချင်လာတဲ့လူကိုကျွန်တော်တွေ့တဲ့အခါမှာဖယားသခင်ကရမ်းချင်ွားတယ်ကျွန်တော်တို့အသင်းတော်မှာအဲ့ဒီလောက်ထိဝိညာဉ်သဘောနဲ့ပြည့်ဝတဲ့လူတွေလည်းရှိသေးတယ်ဟာလေလုယာအဲ့ဒီလူတွေအတွက်လက်ခုပ်တီးပြီးဘုရားသခင်ချီးမွမ်းရအောင်အာမင်ဟာလေလုယာအဲ့ဒီလူတွေကိုအရန်ကျေးဇူးတင်တယ်ကျွန်တော်တခါတလေကြာရင်တော့နာမည်ခေါ်ပြီးတော့ကိုပြောတာနော်ဘယ်လူကတော့ဘယ်တော့ကအဲ့လိုပြောတာဟာတရားဟောချက်နဲ့မကိုက်ညီဘူးဝိညာဉ်တော်နဲ့မကိုက်ဘူးတမန်တရားနဲ့မကိုက်ညီတာကြီးသူပြောနေနာမည်ခေါ်ပြီးပြောတာဒါမဲ့အဲ့ဒီလူကပြန်ကြားမှာပဲဒါမဲ့အဲ့ဒီလူကစိတ်မဆိုးကိုပြုတ်ပြင်ဖို့ကြိုးစားတယ်အရန်ကျေးဇူးတင်တယ်ဘာဖြစ်လို့လဲဆိုတော့တင့်ကိုလည်းကျွန်တော်ပြောတာကပြုတ်ပြင်စေခြင်းလို့ပြောတာဖြစ်ပါတယ်နော်ဟာလေလုယာအဲ့ကြောင့်ဒီနေ့ကျွန်တော်တို့ဒီဝိညာဉ်မျက်စိပွင့်တာမပွင့်တာကအရန်ရေးကြီးတယ်မျက်စိရှိပြီးတော့မြင်တဲ့လူကမင်္ဂလာရှိတယ်မျက်စိရှိပြီးတော့မမြင်တဲ့လူတွေတပုံကြီးရှိတယ်နော်ဒီနေ့နားရှိပြီးတော့မကြားတဲ့လူတွေတပုံကြီးရှိတယ်မကြားကြတဲ့အတွက်ကြောင့်ဘုရားသခင်ကနားရှိတဲ့လူတွေကြားပါစေနားရှိတဲ့လူကြားပါစေဝိညာဉ်နားနဲ့ကြားတတ်ပါစေဒီလိုပြောနေနော်ဒါကြောင့်ဒီနေ့ကျွန်တော်အသက်တာမှာတကယ်အရေးကြီးပါတယ်နော်တကယ်အရေးကြီးပါတယ်ဝိညာဉ်မျက်စိဖွင့်ဖို့ကအရန်ကိုအရေးကြီးပါတယ်ပေါ့နော်ဒီနေ့ဘာလန်ကိုဘာလက်စင်မှာရောက်သွားတဲ့အခါမှာ
ဘာလက်ကဘာလန်ကိုဘာပြောလဲဆိုတော့ဖယားတခင်ကသူ့ကိုတွားခိုင်းတဲ့အခါမှာဘာလန်ကသူ့ဘာလက်ကဘယင်ကမောဘဘယင်ကသူ့ဘာပြောလဲဆိုတော့နင့်ကိုတဲ့ချီးမြှောက်ပိုင်ခွင့်နဲ့နော်အခုဒီရွှေငွေကြောက်တဲ့သူကဘုံဝင်မြင့်သွားပြီဟိုဆရာကြီးကဘုံဝင်ဘယင်ကသူ့စီမှာ prophet ဖယားတခင်က prophet ကြီးကိုယ်တိုင်ကသူ့စီကိုလက်လာဘကိုမြင်ပြီးတော့လောကရဲ့ချီးမြှောက်ခြင်းနဲ့လောကရဲ့အပြောအဆိုတွေကကိုခုံမြင်လို့နော်ဒါတွေကိုတတ်မဲ့လို့သူ့စီရောက်လာပြီလဲပြောရောလောကကလူကတော့အခွင့်အရေးယူတော့တာပဲလောကကယူဘာလက်ကသူ့ဘာပြောလဲနင့်ကိုချမ်းသာအောင်ဆင်းရဲအောင်လုပ်နိုင်တဲ့ငါစီမှာနင်လာတာငါပြောတဲ့အတိုင်းလုံးတဲ့ကြည်ဘယ်လောက်ထိတယ်ဆိုတော့ဘာလက်ပင်ကြီးကသူ့ကိုအနိုင်ယူတော့တာငါစီမှာရောက်လာပြီဆိုတော့နင်ငါဒီစီးစိမ်ကိုလိုချင်တော့ငါစီမှာလာတယ်မဟုတ်လားနင့်ကိုစီးစိမ်ချမ်းသာအောင်နော်အခုလိုမျိုးပဲအခုလိုမျိုးမရှိဘုရားသခင် prophet ဆိုပြီးတော့ဘာမှမသိအောင်ဘာမှမရှိအောင်လောက်ပိုင်ခွင့်လည်းငါမှာရှိတယ်တဲ့နင့်ကိုအခုစီးစိမ်ချမ်းသာအောင်လောက်ပိုင်ခွင့်လည်းငါမှာရှိတယ်တဲ့နင့်ငါပြောတဲ့အတိုင်းလုံးတဲ့အဲ့လိုလာတော့တာလောကထဲမှာနင်ဝင်သွားရင်လောကကတင့်ကိုဖုတ်ပလိုက်တာနော်နင့်ကိုငါနော်ဒီလိုလုံနိုင်တယ်နင့်ကိုငါဒီလိုလုတ်ပလိုက်မယ်နင့်ကိုငါဒီလိုလုတ်နိုင်တယ်ဆိုပြီးတော့သူ့ဟာဘဝင်နေမြင့်ကုန်တာအဲ့ဒီဘဝင်ကြီးကဘာလက်ကအဲ့ဒီဘဝင်ကြီးမြင့်ပြီးတော့ပြောတယ်ဒါပေမဲ့ဘာလာကသိတယ်သူ့ကိုချီးမြှောက်နိုင်တာမချီးမြှောက်နိုင်တာဖယားပဲဒါပေမဲ့ဘာလာအဲ့ဒီအချိန်မှာဣတဲ့လူမျိုးကိုမကြိမ်ဆဲခဲ့ဘူးမကြိမ်ဆဲခဲ့ဘူးဆိုတော့ကျွန်တော်တို့ကကောင်းတာဗောဘာလန်ကမကြိမ်ဆဲခဲ့တဲ့ကြောင့်ကောင်းတယ်ဘာလန်ဝိညာဉ်မျက်စိပွင့်သွားတဲ့အတွက်ကြောင့်ကျေးဇူးတော်ပဲလို့ကျွန်တော်တို့ပြောပေမဲ့နောက်ပိုင်းမှာနော်သခင်ဒီဘာလဲနောက်ပိုင်းတမန်ကျမ်းစာတွေမှာဖယားသခင်ကဘာလန်ကိုမကြိုက်ဘူးဘာဖြစ်လို့လဲဆိုတော့အလိုတော်ကိုမဝန်ခံဘဲနဲ့အခွင့်မရအောင်အခွင့်တော်ကိုရတဲ့အတွက်ယူတာဖြစ်တဲ့အတွက်ကြောင့်ဘာလန်ဟာဗျာဒိတ်ကျမ်းထဲမှာလဲလူကောင်းလို့မတတ်မှတ်ထားဘူးဩဝါဒစာတွေမှာလည်းဘာလန်ဟာလူကောင်းလို့တကြမ်းမှမရည်ထားဘူးဘာလန်ဟာလောကအရာကိုတတ်မဲ့တယ်လောကနောက်ကိုလိုက်သွားတယ်ဖယားသခင်အလိုတော်နောက်ကိုမလိုက်ဘဲနဲ့အခွင့်နောက်ကိုလိုက်ပြီးတော့လောကနောက်ကိုလိုက်သွားတဲ့လမ်းလွဲသောဘာလန်ကဲ့သို့မဖြစ်ကြနဲ့ဒီလိုပဲလာတော့တယ်ကျမ်းစာထဲမှာဘာလန်လိုမလုပ်ကြနဲ့ဘာလန်လိုမလုပ်ကြနဲ့ဆိုပြီးတော့အနောက်ပိုင်းမှာဒီလိုပဲလာတာဘာလန်ကမချိန်ဆတဲ့အတွက်ကြောင့်ဟာတော်သေးတယ်လို့ကိုကထင်ပေမဲ့မဟုတ်ဘူးနောက်ပိုင်းမှာဆိုရင်ကျမ်းစာထဲမှာဘာလန်လိုမလုပ်ကြနဲ့ဟာလေလုယာဘုရားလိုအကျဲပြောတာဘာလန်လိုမလုပ်နဲ့လို့ဘာလန်လိုမလုပ်ပါနဲ့တင်ကဘာလန်လိုလုပ်နေတာတင်ကဘာလန်လိုအခွင့်နော်ဖယားသခင်အခွင့်တော်နောက်ကိုလိုက်တယ်အခွင့်တော်တမန်ကျမ်းစာကနေတမန်ကျမ်းစာက no လို့ပြောပေမဲ့တင်ကမရမကဆုတောင်းပြီးမှမရအောင်ဆုတောင်းပြီးတော့ကျမ်းစာက no လို့ပြောပြီးသားဒါဟာဘုရားသခင်အလိုတော်မဟုတ်ဘူးအကြံစီတော်မဟုတ်ဘူးဒီလိုလုပ်တာဟာဘုရားသခင်နှုတ်ကပတ်တော်နဲ့မကိုက်ညီဘူးဆိုတာတိပါတော်လည်းပဲတင်ဟာဘာလာနောက်ကိုလိုက်ခဲ့တယ်တင်ရဲ့သားစင်မြစ်ဆက်ဟာကျိန်ချင်းသားစင်မြစ်ဆက်ဖြစ်သွားပြီအဲ့ဒီကျိန်ချင်းသားစင်မြစ်ဆက်ကိုတကယ်သဘောတူပြီးတော့အဲ့ဒီကျိန်ချင်းသားစင်မြစ်ဆက်အဖြစ်ကိုနော်ငါမယူဘူးငါမလက်ခံဘူးဆိုပြီးတော့တားဆီးမဲ့အစားအဲ့ဒီကျိန်ချင်းသားစင်မြစ်ဆက်ဖြစ်ခြင်းကိုငါတို့လည်းယူမယ်အဲ့ဒီကျိန်ချင်းဖြစ်ခြင်းကိုငါတို့ကိုယ်တိုင်လည်းမရမကတိမ့်ပိုက်မယ်ဆိုပြီးတော့ပေါ့နော်ဝိညာဉ်မျက်စိမပွင့်တဲ့အခါမှာဝိညာဉ်နားမပွင့်တဲ့အခါမှာအဆိုးအကောင်အမှားကိုမပိုင်ခြားနိုင်တော့ဒီမှာရှိတဲ့ကျွန်တော်အတင်းတို့တင်းသားတွေအားလုံးယုံကြည်သူတွေအားလုံးဘုရားသခင်ထားလာတဲ့တင်တို့ဒီမျက်စိရှိနဲ့မြင်တော့ကြောင့်မင်္ဂလာရှိကြ၏ဟာလေလုယာယေရှုနာမနဲ့ပရောဖက်ပြုပါတယ်တင်တို့အားလုံးဒီနားရှိပြီးတော့ကြားတဲ့အတွက်ကြောင့်မင်္ဂလာရှိပါတယ်ဟာလေလုယာတင်တို့ဒီမျက်စိရှိပြီးတော့မြင်တဲ့အတွက်ကြောင့်မင်္ဂလာရှိတယ်ဟာလေလုယာပရောဖက်ပြုပါတယ်ဒီမှာရှိတဲ့အတင်းတို့တင်းသားတော်မျက်စိမြင်တဲ့ဝိညာဉ်မျက်စိမြင်တဲ့လူတွေဝိညာဉ်နာကြားတဲ့လူတွေဖြစ်ပြီလို့ယုံကြည်တယ်ဟာလေလုယာယေရှုခရစ်တော်တရားစီရင်တဲ့အခါမှာပိလမင်းကယေရှုကဘာပြောမဖြစ်ဘူးဘာမိပိလမင်းကဘာမှမဖြစ်တဲ့အခါမှာပိလမင်းကအယံစိတ်ဆိုပြီးတော့ယေရှုကိုပြောတယ်ဟေးနင်းတရားခံငါကဒီမှာဘယင်ခံနင်းကတရားခံငါဘယင်ခံနင့်ကို
ဒီအမှုကနေလွတ်ဖို့အတွက်တော်၎င်းစီရင်ဖို့တော်၎င်းစီရင်ပိုင်တဲ့အခွင့်ငါမှရှိတယ်ဆိုတာနဲ့မသိဘူးလားလို့ယေရှုကိုသူပြောလိုက်တယ်အဲ့ဒီပြောလိုက်တဲ့အခါမှာယေရှုကပြန်ဖြေလိုက်တယ်မင်းကြီးအဲ့ဒီအခွင့်မရှိဘူးလေဖယားသခင်အခွင့်မပြုတ်ဘူးဆိုရင်မင်းကြီးကအဲ့ဒီလိုလုပ်ခွင့်မရှိဘူးသူ့ကိုဘာမှစီရင်ပိုင်ခွင့်မရှိဘူးဟာလေလုယာအဲ့ဒီတခွန်းပဲပြောပြီးတော့သူဘာမှပြန်မပြောတော့နော်ဒီနေ့ယေရှုခရစ်တော်စီရင်တဲ့အခါမှာယေရှုကအသားလေးငိမ်နေလိုက်တယ်သူ့ကိုနော်စီရင်တဲ့လူသူ့ကိုမတရားဆွဲပြီးမတရားစီရင်တဲ့လူဒီနေ့ရှိတော်လဲပဲအဲ့ဒီယေရှုခရစ်တော်ကငိမ်နေလိုက်တယ်ဖယားသခင်အခွင့်မရှိရင်နင်အဲ့လိုလုပ်လို့မရဒါပေမဲ့ဖယားသခင်အခွင့်နဲ့နင်လုပ်တဲ့အတွက်ကြောင့်အလိုတော်မဟုတ်ဘူးနော်အလိုတော်မဟုတ်ဘူးဘုရားကအခွင့်ပေးလို့နင်လုပ်လို့ရတာအဲ့ဒီအခွင့်နောက်ကိုနင်လိုက်တဲ့အတွက်ကြောင့်မှားတယ်နော်အဲကြောင့်မှားတယ်အဲ့ဒါကိုပေါ့နော်ဒီနေ့ကျွန်တော်တို့တနင်္လာနေ့ပေါ့နော်ကျွန်တော်တို့ဆုတောင်းတော့ဝိညာဉ်တော်ကပေါ်ပြပြီးတော့ကျွန်တော်တယောက်တည်းမဟုတ်ဘူးကျန်တဲ့အမျိုးသမီးကိုလည်းဝိညာဉ်တော်ကပေါ်ပြပြီးတော့အဲ့ဒီအကြောင်းအရာကိုအိမ်မှာနော်သူ့ရဲ့မိသားစုတွေနဲ့အဲ့ဒီအကြောင်းအရာကိုဆွေးနွေးခဲ့ကြတယ်ပြောခဲ့ကြတယ်အခုလဲဆရာလာတော့အဲ့ဒါအကြောင်းပဲပြန်ပြောတဲ့အခါမှာအယံပဲဒါဝိညာဉ်တော်ကပေါ်ပြတဲ့အရာဖြစ်တယ်လို့ခံယူတယ်လို့သက်သေခံကြတဲ့အခါမှာအဲ့ဒီနေ့တနင်္လာနေ့ကစပြီးတော့တနင်္ဂနွေနေ့မှာဒီတရားဟောမယ်ဆိုပြီးတော့ကျွန်တော်တို့အဲ့ဒီတနင်္လာနေ့ကလေးကနေကြိုတင်စီစဉ်ထားတာဖြစ်တယ်။ဒါကြောင့်ဝိညာဉ်မျက်စိပွင့်ပါစေ။တန်ရှင်သောဝိညာဉ်တော်ကကြိုတင်ပြီးတော့ပေါ်ပြတာကိုနားလည်တတ်ကြပါစေ။တန်ရှင်သောဝိညာဉ်တော်ကကျွန်တော်ကိုမပေါ်ပြပဲဘာလို့မှမလို့ပေါ်ပြပြီးသားဖြစ်တယ်။ဟုတ်။ပတ်ဝန်းကျင်ကပြောတဲ့ပတ်ဝန်းကျင်ရဲ့ဆုံးဖြတ်ချက်တဲ့ပတ်ဝန်းကျင်ကဘယ်လိုမြင်မလဲဆိုတာတဲ့ပတ်ဝန်းကျင်ကဘာတွေပြောကြမလဲဆိုတာတဲ့ဖယားသခင်ကငါ့ကိုဘာပြောမလဲဖယားသခင်ငါ့ကိုဘယ်လိုမြင်မလဲဆိုတာကိုတကယ်ပဲဦးစားပေးတတ်ပြီးတော့ပတ်ဝန်းကျင်ရဲ့ပြောဆိုမှုတွေကိုလုံးဝဂရုမစိုက်ဖို့ရအတွက်နော်စနေနေ့ကလေးကအစာရှောင်ဆုတောင်းကလေးကဝိညာဉ်တော်ကပေါ်ပြပြီးသားဖြစ်တယ်ကျွန်တော်တို့အဲ့ဒီဝိညာဉ်တော်ပေါ်ပြပြီးသားကကျွန်တော်တို့ကစီးဆင်းပြီးတော့ဝိညာဉ်နာကြပြီးတော့ဝိညာဉ်မျက်စိမြင်ဖို့ပဲလိုပါတယ်အားလုံးပေါ်မှာဘုရားရှင်ကောင်းကြီးပေးပါစေ။ဟုတ်ကဲ့။ခုချိန်မှာကျွန်တော်